နေတိုင်းအလုပ်ကြီးပဲတွားနေတဲ့ကျွန်တော်ကဒီနေ့တော့အလုပ်လေးနာပြီးချစ်တူနဲ့တွေ့မှာပဲဖြစ်ပါတယ်ဗျမတွားခင်တကူရေတန့်ရှင်းဖို့ရေကိုဆွဲဆင်းချိုးလိုက်တာပေါ့နော်မိုးတွင်းဖြစ်နေတော့ရေကိုဆွဲချိုးနေတာနေတဲ့တက်တိတော့မဟုတ်ဘူးဗျဒီရေတွင်းကတရားလုံးအထားရတဲ့ရေတွင်းလည်းဖြစ်ပါတယ်ဗျရေမချိုးခင်ကျွန်တော်နှခမ်းမွေးနေရိတ်လိုက်တာပေါ့နော်အောက်ကမွေးကိုတော့မရိတ်တော့ပါဘူးဗျရေမချိုးလဲကျွန်တော်ကလာပြီးသားပါပိုလာတော့အောင်ဆိုပြီးချိုးလိုက်ပါတယ်ဗျရေချိုးပြီးလို့မှကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်ဒီလောက်ရုပ်ဖြောင်းရလားဆိုပြီးတော့ကိုမနာလို့စိတ်ဖြစ်မိတာပေါ့နော်မပြောချင်လို့ကြည့်နေတာချီရတဲ့ညီမလေးစီကိုတွားဖို့အမေရဲ့ဆိုင်ကယ်လာလာလေးနဲ့တွားမှာပြဖြစ်ပါတယ်ဗျအမေရဲ့ဆိုင်ကယ်လို့ဒါပြောတာအမေတခါမှမမောင်းဘူးတည်ဘူးပေါ့နော်အမေကမမောင်းတတ်လို့ပါဗျချစ်သူစီကိုတောင်ပန်ဖြန့်ပြီးတွားချင်ပေမဲ့လည်းကျွန်တော်ကငှက်မဟုတ်တော့မို့ဆိုင်ကယ်နဲ့ပဲတွားမှာပြဖြစ်ပါတယ်ဗျကျွန်တော်ချစ်သူကပင်လုံသူလေးပေါ့နော်ကျွန်တော်နေတဲ့တောင်ပေါ်ရွာကနေပင်လုံမြို့စီကိုတွားဖို့ခရီးကြာရှိန်2 နာရီလောက်ရှိပါတယ်ဗျဘလောက်ပဲကြာချစ်သူနဲ့တွေ့ရဖို့ဆိုရင်ကျွန်တော်တွားမှာပဲဗျတောင်ပေါ်ရွာကနေ45မိနစ်လောက်အချိန်မောင်းလာပြီးကျွန်တော်မြေပြန့်စီကိုရောက်လာခဲ့တာပေါ့နော်လွယ်လီမြို့ကိုရောက်ဖို့ကျွန်တော်မြေပြန့်ကရွာလေး9ရွာလောက်ကိုဖျက်သွားရအောင်မှာဖြစ်ပါတယ်ဗျတရွာပြီးတရွာဖျက်လာရင်မတူညီတဲ့လူနေထိုင်မှုပုံစံတွေနဲ့ဝန်စာတော့စားတော့လောက်ကိုက်ပုံကွာချမှုကိုလည်းကျွန်တော်မြင်တွေ့ခဲ့ရပါတယ်ဗျတချို့ရွာမှာပြောင်းဆက်ခင်းလောက်ကိုက်ကြတာမြင်ရပြီးတခြားသောရွာကိုကြတော့လေယာဉ်ဆန်စပါးစိုက်ပျိုးကြတာကိုထက်မြင်တွေ့ခဲ့ရပါသေးတယ်ဗျမြေပြန့်ကရွာတွေဖျက်ကျော်ပြီးမှတော့တောင်တက်လန်းကျန်းနဲ့ထက်လာတိုးတာပေါ့နော်မတိရင်ဘွားခရီးလန်းတော့နေရတယ်လို့ခံစားရပါတယ်ဗျအစင်ပြေချောမွေးလိုက်ပြန်ကျန်းတန်းလိုက်နဲ့တကယ်ကိုရင်ခုန်ရပါတယ်ဗျကျွန်တော်ခမရတို့ကိုဘ ဟုတုတတွေပြောပြလို့ကောင်းနေတော့မှာပဲလွယ်လီမျိုးကမြက်ကန်တာကန်ကိုဘယ်လိုရောက်လာမှန်းကိုမသိလိုက်ရပါဘူးဗျအဆုံးထိချီရှူအပ်ခဲ့တဲ့အတွက်အလုံးကိုချီးစွတင်ပါတယ်ခင်ဗျာအပိုင်းนี้မှာပြန်ဆောင်ကြပါမယ်ဗျ